နောက်တစ်ပုဒ် number 4ကကြတော့ရေတို့ဗာမေးထားလဲဆိုတော့ right on the order of rotational symmetry of regular hexagon regular hexagon ဒီရေတို့တူတဲ့6ငါရှိပါတယ်အဲ့တော့ရေတို့ဒါလေးဒီဒါမျိုးပုံစံလေးပေါ့နော် hexagon လေးအဲ့ hexagon လေးကိုရေတို့ rotation order of rotational symmetry ဆိုရင်ရေတို့ rotate လိုက်ဒီကောင်လေး rotate လိုက်တဲ့အခါမှာရေတို့360မပြည့်မချင်းလဲပါပေါ့နော်အဲ့တော့ဒီကောင်လေးဒီနေရာမှာတစ်ခါသူ့ရဲ့ logo original ပုံတိုင်းပြရတယ်1 2 3 4 5ပြီးနောက်ဆုံး360ပြည့်သွားတဲ့အခါမှာတစ်ခါဆိုတော့ခါကြတော့အဲ့တော့သူ့ရဲ့ rotational symmetry order က6ပါပြီးရင်နောက်တစ်ခုနံပါတ် B ကကြတော့ဒီအောက်က shape က regular hexagon နှောက်ပြောတယ်လို့ပဲ shadow hexagon နဲ့အတွေ့နေရကြ square ဖြစ်တဲ့အတွက်ကြောင့် shadow all sides are equal side အားလုံးကညီပါတယ် for this shape ဒီ shape အတွက် shadow write out the number of line of symmetry ဆို line of symmetry ဆိုတာက shadow ဆွဲလိုက် straight line ဆွဲပြရမှာအဲ့ဒီ shadow ဆွဲလိုက်တဲ့ straight line တိုင်းခောက်ချလိုက်တယ်ဆိုရင်အဲ့ပုံဒီ symmetric ဖြစ်ရမှာပေါ့နော်ဥပမာဆိုရင် example ဆွဲပြမယ်ဆိုရင်ဒီနာလေးဒါဆိုရင်ကျတို့ဒီ line တိုင်းခောက်ချလိုက်တယ်ဆိုရင်အားလုံးဒီတစ်ထပ်ထည့်ကြနေလိမ့်မယ်ပြီးရင်နောက်ခုဒီကနေဆွဲချမယ်ဆိုရင်လည်းတစ်ထပ်ထည့်ကြနေမယ်ပြီးရင်ခိုင်းကျတို့ဆွဲနေကြ regular hexagon ဆို how about this ဒီနေရာမှာဆွဲလိုက်မယ်ဆိုရင်ကျတို့ symmetry ကဖြစ်တယ်လို့ထင်ရပါတယ်ဒါပေမဲ့မဖြစ်ပါဘူးဘာလို့လဲဆိုတော့ဒါဒီ line တွေကျတို့အထက်က square အတွက်တော့ symmetric ဖြစ်ပေမဲ့ hexagon အတွက်ကဒီ side နဲ့ကိုအသွားပြီးတော့တစ်ထပ်တည်းမကြောက်အဲ့တော့ဒီမှာကျတို့ကြည့်လိုက်တဲ့အခါမှာသူ့မှာက number of line of symmetry ဒီ only 2နောက်တူပဲရှိပါတယ်ဒါလေးကတော့ number 5ကကြတော့ကျတော့ using ruler အဲ့တော့ ruler ကိုသုံးမယ် compass ကိုသုံးမယ်အဲ့တော့ပြီးရင်ကျတော့ showing all your construction line တွေပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျတော့ဒီကောင်ကိုတချို့ကထင်ကြတယ်ပေတံနဲ့ဒီဟာကို AB ကိုတိုင်းလိုက်မယ် example ဆိုရင် AB တီးထားပါတော့6 cm ဆိုရင်သူက3 cm မှာ point ချတယ်ပြီးရင်ပေတံနဲ့ဒီလိုဆွဲချလိုက်တယ်အဲ့လိုဆွဲတယ်ဆိုရင်အမှတ်မရပါဘူးသူက compass ကိုသုံးရမှာလို့ပြောတဲ့အတွက်ကြောင့်မလို့ကျတော့ compass ကိုသုံးပြရပါမယ်အဲ့တော့ compass ကိုဘယ်လိုသုံးမလဲဆိုတော့ချက်ကဒီမှာကကျတို့ဒီမှာ compass လေးကိုဘယ်လိုသုံးမလဲဆိုရင်ကျတို့ဒါလေးဒီ compass လေးရှိမယ်အဲ compass လေးကိုကျတို့ point A မှာနေရာချလိုက်မယ် point မှာနေရာချမယ်နေရာချပြီးတော့ကျတို့ဘာလုပ်ရမလဲဆိုတော့ကကြဒီ AB line ထက်AB line ကိုကျတို့ဒီမှာတိုင်းကြည့်လိုက်တဲ့အခါမှာဒီမှာဆို AB line ရဲ့တဝက်ကျော်ကျော်ဖြစ်နေကြိုက်တယ်လို့လုပ်လို့ရပါတယ် estimate မှာခန့်မှန်းကြည့်မယ်အဲ့တော့ကျတို့ဒီ AB line နဲ့စပြီးတော့ဒီဟာလေးနဲ့ကျတို့ compass ကိုသုံးပြီးတော့ဆွဲလိုက်ပါမယ်တစ်ဖက်တည်းဆွဲရင်လည်းရပါတယ်ဒီအောက်ထိမဆွဲဘဲနဲ့ထားလိုက်ရတယ်ပြီးရင်ကျတို့အဲ့ဟာရဲ့အကွာအဝေးတိုင်းပဲ point ပြီးမှနေရာထောက်မယ် point ပြီးမှနေရာထောက်ပြီးတော့B ကနေလေ sorry B ကနေလေကျတို့ဘာလုပ်မလဲဆိုတော့ဆွဲလိုက်တယ်ဆိုရင်ဒီမှာဆိုရင်ကျတို့ intersection point လေးဖြစ်သွားပြီပြီးမှကျတို့အဲ့ဒါဒီ compass ကိုသုံးပြီးသွားပြီပြီးမှကျတို့ဒီ ruler လေးကိုသုံးမယ် ruler လေးကိုသုံးပြီးတော့မှကျတို့ဒီမှာ ruler လေးကိုသုံးပြီးတော့ဒီဟာလေးကိုဆက်လိုက်ရပါတယ်နော်ဒီမှာဆက်လိုက်ပြီဆိုရင်အဲ့ line လေးဒီကျတို့ဘာလေးရမလဲဆိုတော့ခါကြတော့ perpendicular bisector or AB line လေးရပါတယ်ကျတို့တိုင်းကြည့်လိုက်မယ်ဆိုရင်ဒီ point လေးဒီဖြတ်သွားတဲ့ line လေးဒီနေရာလေးဒီကျတို့ဒီ AB ကို bisect ထပ်ဝက်လက်ပိုင်းပါတယ်တိုင်းကြည့်ရင်ဒါလေးဒီ also perpendicular 90 degree လည်းဖြစ်နေတာကိုတွေ့ရလိမ့်မယ်နော်
နောက်တစ်ပုဒ် number 6 number 6ကတော့ကျတော့ very ပုဒ်စာပါ very ပုဒ်စာတွေမှာဆိုရင်ကျတော့မှတ်စရာရှိပါတယ် very ဒီ always start from not ကနေပြီးမှပဲတိုင်းနဲ့ as a direction is a clockwise direction တိုင်းပြီးတော့ and the important is very as a very we expect 3 digits နံပါတ်3ခုနဲ့ရှင်းပြပေးရပါတယ်အဲ့တော့ဒီမှာဆိုရင် very or p from q ဘယ်ကနေစတိုင်းမှာလဲဆိုတော့ from q လို့ပြောတဲ့အတွက်ကြောင့်မလို့ချက်ဒီဟာလေးကိုချက်အမြဲတမ်းတွက်တယ်ဆိုရင် always drop ပုံချမ်းလေးဆွဲလိုက်တယ်ပေါ့နော် drop ဆွဲလိုက်ပါလေအဲ့တော့ point q ကနေပြီးမှကျတို့ဘယ်လိုသွားမှာလဲဆိုတော့ not ကနေပြီးမှပဲသွားမယ်3 or 4ဆိုတော့ဒါလေးဒီ clockwise တိုင်းဒီမှာဆိုရင် y ဒီဖြစ်နေပြီအဲ့ဒါဆိုရင်270ဒီမှာ270ကျော်ပါပြီအဲ့တော့ဒါလေးဒီအချက်သွားထားတဲ့ဒီအဝိုင်းလမ်းကြောင်းလေး304ဒီနားမှာ point ပြီးရှိပါမယ်အဲ့တော့ဒါက3 or 4ဆိုရင်ချက်လို့ဒီဟာလေးဒီ360တွေကနေပြီးမှအဲ့3 or 4လေးကိုနှုတ်လိုက်တယ်ဆိုရင်ကျတော့ရှာလို့ရတဲ့ဟာလေးကိုရှာလိုက်တာเนาะ56သူဒီအမြဲတမ်းကျတော့ bearing ပုဒ်စာအပုတ်တူလေးမှာဆိုရင်အဲ့လိုပဲပြန်မိတာများပါတယ် point 2ကနေပြီးမှ point b ရဲ့ bearing ကိုပေးထားပြီးတော့ပြီးနောက်တစ်ခါကြောင်းပြန်မိတယ် p ကနေပြီးမှ q ရဲ့ bearing ကိုပြန်မိတယ်အဲ့တော့ bearing ကိုမိတဲ့အခါမှာကျတော့အမြဲတမ်းတစ်ပဲ not ကနေပြီးမှ clockwise တိုင်းသွားအဲ့တော့ဒါတွေဒီအမြဲတမ်း alternative angle ဖြစ်တဲ့အတွက်ကြောင့်မို့ကျတော့ဒီ not နဲ့ဒီ not နဲ့က parallel ဖြစ်တယ်အဲ့တော့ကျတော့ exactly ဒီဟာဒီဒါလေးကိုလူချင်တယ်ဆိုရင်alternative angle ရကျတော့ဒီမှာဒီဒါကလည်း not ဒါကလည်း not ဒီ not နှစ်ခုကပြိုင်အဆွဲကြည့်မယ်ဆိုရင်ဒါလေးဒီဆက်လိုက်တဲ့အခါမှာ set shape ပုံစံလေး alternative ရကျတော့ဒီ angle နှစ်ခုကတူတယ်အဲ့တော့ဒါလေးပေါ့နော်ဒီ angle ဒီ angle လေးကိုလူချင်180တွေကနေပြီးမှ56ကိုပဲနှုတ်ဒါမှမဟုတ်ဘူးဆိုရင်3 or 4တွေကနေပြီးမှ180ကိုပဲno အတူတူပဲเนาะအဖြေအတူတူပဲသွားထားမှာအဲ့တော့124ဒါလေးက124ဆိုရင်ဒါလေးကလည်း124အဲ့တော့သူလူချင်းတဲ့အဖြေရပါပြီ124 degree ဒါလေးကတော့ကျတို့ substitute လုပ်ရုံပါပဲဒါပေမဲ့ substitute လုပ်တယ်ဆိုရင်မဲကျတို့ဒီမှာဆိုရင်တတိထားမှာက negative ပါနေတဲ့အခါမှာကျတို့ bracket ခတ်ဖို့မမိပါနဲ့2 into negative 5 minus 3 into negative 5 the whole square ဒီနေရာမှာ negative ပါ bracket ခတ်ပေးရပါမယ်2 into p is 2 plus 1ဒီမှာတော့ substitute လုပ်တာမှန်တယ် calculator click တဲ့အခါမှာလည်း careless ဖြစ်ပြီးတော့မှားတတ်တာရှိပါတယ်အဲ့တော့ bracket ပါတေချာ calculator နှိပ်ပါမလို့ပါနဲ့SR လေးက -17 မှာချက်ဒီနေရာမှာပဲတစ်ခါလေးဖြည့်လိုက်တော့ -17ဒါကတော့ကျတို့ differentiation ပုံစံပေါ့နော် dy by dx ဒီ differentiation မှာအဲ့တော့အလုံးသိတဲ့အတိုင်းပဲ mass ပြီးမှ differentiation ဒီ power ကိုရှိတာပဲပါပါတယ် power ရှိချ power တိလျှော့အဲ့တော့ further ပြီးသွားမှလည်းကျတို့ရှုပ်ထွေးမရှိပါဘူး dy by dx aq ကိုရှိရင် power ရှိကြတော့3ကျလာတယ် square နောက်က 2x square ကိုရှိတော့ power ရှိကိုကျလာတော့ 2r 4x ပြီးရင် -15x ကိုရှိတော့-15နောက်က constant ကိုရှိတော့0ဆိုတော့မရေးတော့ဘူးเนาะစာဒီထဲမှာထည့်ဝင်ပေးပါမယ်လာပါပြီ statistics ဒီမှာဒီကျတို့ခဏဘယ်နှလုံးပေးထားလဲဆိုတော့8လုံးပေးထားပါတယ်တခုတတိထားမှာကကျတို့ statistic မှာမီးတို့မုတ်တို့ရှာတဲ့အခါမှာမုတ်ကတော့ကိစ္စမရှိဘူးပေါ့နော်ကျန်တဲ့ဟာတွေ median တို့ဘာလို့ရှာတဲ့အခါမှာကျတို့ဘာလုပ်ပေးရမလဲဆိုတော့ order ကိုအစီအစဉ်တိုင်းဖြစ်လာမဖြစ်လာအရင်ကြည့်ပါမယ်အဲ့တော့ကျတို့ဒီမှာက15 12 order အစီအစဉ်တိုင်းမဖြစ်ဘူးအဲ့တော့ကျတို့အရင်ဆုံး order ကို ascending order အရင်စီကြပါမယ်ဒီမှာအငယ်ဆုံးဒီ12ချစ်စီလိုက်မယ်တစ်ခုပြီးရင်တစ်ခုကိုချစ်ပြလိုက်12ပြီးရင်ဘာရှိမလဲဆိုတော့15ပြီး16ရှိပါမယ်ပြီး18ရှိပါမယ်ပြီး19 and then
23နှစ်ခုရှိပါတယ်နောက်ဆုံးမှာ30ပြီးရင်ကျတော့တေချာခောက်လုပ်ကြည့်မယ်ရှစ်လုံးပြည့်တာပေါ့နော်2 4 6 8အဲ့တော့ရှစ်လုံးပြည့်ပါတယ်ဒီထက်မှာမုတ်ကတော့ခုနကချက်ပြောသလိုပဲမစီလဲရတယ်အဲ့မုတ်ဆိုတာကဘာလဲဆို highest frequency ကိုပြောတာအကျိန်အများဆုံးပါတဲ့ဟာကိုပြောတာအဲ့ဒီမှာဒီအကျိန်အများဆုံးပါတာကအကျိန်အများဆုံးပါတာက23ကအများဆုံးဆိုရင်ချက်23ကိုရေးလိုက်ပါမယ်median ဆိုတာကကျတော့အလေကိကိုပြောတာဒီခဏန်းသေးတဲ့ဟာတော့ကျတော့ကြည့်လို့လွယ်သေးတယ်အဲ့တော့ဒီမှာ8လုံးရှိတယ်ဆိုတော့ဟိုဘက်6လုံးဒီဘက်6 sorry ဟိုဘက်3လုံးဒီဘက်3လုံးချက်ဖယ်လိုက်မယ်ပထမဆုံးဂိတ်3လုံးဒီကဂိတ်3လုံးအဲ့တော့ median ဒီအလဲမှာကျန်နေတဲ့ဟာကိုပြောတာအလဲမှာကျန်နေတာကတစ်လုံးနဲ့ကျန်တယ်ဆိုရင်အဲ့တစ်လုံးနဲ့ကိုရေးလိုက်လို့ရတယ်နှလုံးကျန်နေတယ်ဆိုရင်သူ့ရဲ့မီးကိုပြန်ရှာပေးရတယ်မီးဆိုတာကအဲ့နှစ်ခုပေါင်းပြီးတော့နှစ်နဲ့ပြန်စားပေးရတယ်answer လေးက 18.5 ပါနောက်ဆုံးတစ်ပုတ်ထန်းလေးကိုတော့ချက်ဒီလေးက probability လေးနဲ့ဆုံးသက်ပါပဲထန်းမှာဆိုရင်ကျတို့သူက probability ကဘာပေးထားလဲဆိုတော့အခါကျတော့ rides late to school အဲ့တော့ school ကိုနောက်ကျတဲ့ဟာရဲ့ probability ကိုပြောထားတယ်အဲ့တော့ကျတို့ဒီမှာဆိုရင် probability school ကိုသွားတဲ့အခါမှာ arrive time ဒီကျတို့သိရမှာက၃မျိုးဖြစ်နိုင်ပါတယ်ဘာလဲဆိုတော့ late နောက်ကျတာလားဒါမှမဟုတ်ဆိုရင် in time ချိန်မီရောက်တာလားဒါမှမဟုတ်ဘူးဆိုရင်ကျတို့ early စောရောက်တာလားဒီ၃မျိုးဖြစ်နိုင်တယ်ဒါပေမဲ့သူကနံပါတ် A မှာကျတော့write down the probability Charlie does not arrive late to school ဆိုတော့ကျောင်းနောက်မကြတာအဲ့တော့ကျောင်းနောက်မကြတာဒီခုန၃မျိုးတွေကကျန်တဲ့2မျိုးစလုံးဖြစ်နိုင်တဲ့အတွက်ကြောင့်1နေကနေပြီးမှနှုတ်ပြလိုက်ရပါပြီ sorry 1 minus 0.35 answer is 0.65 ပါအဲ့တော့ဒီမှာဆိုရင် Charlie's attend school 20 times during Jan အဲ့တော့ဒါတွေဒီ probability ရဲ့ mass paper 1မှာဆိုရင်သူဒီအဲ့လိုမျိုး probability မေးတယ်ပြီးရင် expected frequency ပေါ့နော် expected frequency မေးတယ်ဆိုရင်သူလိုချင်တဲ့ expected frequency ရဲ့ probability နဲ့ဘာနဲ့မြောက်ပြရမလဲဆိုတော့သူ့ရဲ့အချိန်အအတွက်နဲ့မြောက်ပြရတယ်အဲ့တော့သူကအချိန်အအတွက်အမြဲတမ်းပေးထားတယ်Charlie attends 20 times လို့ပြောတဲ့အတွက်ဒါဒီသူဒီအချိန်ရအတွက်က20သွားတယ်။အဲဆိုရင်ကျတို့ဘာကိုရှာရမှာလဲဆို expected number of time arrives late to school ကျောင်းနောက်ကျတဲ့ဟာကိုပြောတာ။အဲ့တော့ကျောင်းနောက်ကျတဲ့ဟာဆိုတော့ရန်လွတ်ကျောင်းနောက်ကျတဲ့ဟာရဲ့ during ဂျန်အတွင်းမှာကျောင်းနောက်ကျတယ်။အဲ့တော့ probability of late ကျောင်းနောက်ကျတဲ့ probability က 0.35 ရဲ့ and then multiply 20 ရဲ့7 times ပါဒါလေးပါပဲကျန်တဲ့ question လေးတွေကိုတော့ကျန် YouTube channel မှာတင်ပေးထားပါမယ်အဖြေလေးတွေတိုက်ချင်တာပဲဖြစ်ဖြစ်အကြံပြုချင်တာပဲဖြစ်ဖြစ်ကျန်တဲ့ဟိုဟာလေးတွေကိုကျ YouTube လေးကို subscribe လုပ်ပြီးတော့ဆက်လုပ်ပြီးတော့ကြည့်ပေးပါနော်ကျေးဇူးတင်ပါတယ်အားလုံးပဲကျ question လေးတွေကြံပြုချင်တာရှိရင်လည်းလာပြုလို့ရပါတယ်